Chu Armeni နဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်ပြောခဲ့တဲ့စိတ်ကူးယဉ်မှုနဲ့လက်တွေ့အခြေအနေဆိုတဲ့ခေါင်းစဉ်အပြီးမှာမေကွန်းတွေအများကြီးထပ်ထွက်လာပါတယ်။ Manchester United က Chu Armeni ကိုခေါ်ယူဖို့ပြန်ကြိုးစားနေတဲ့ဆိုတဲ့ကောလာဟလတွေရဲ့အမှတ်တရားကဘာလဲဆိုတာအားလုံးကသိချင်နေကြတာပါ။ Chu Armeni နဲ့ပတ်သက်တဲ့အဓိကအတားအဆီးနှစ်ခုကတော့အခုထိပြောင်းလဲခြင်းမရှိဘဲအတူတူပဲရှိနေပါသေးတယ်။ပထမပြဿနာကလောက်ခလစာဖြစ်ပါတယ်။ Chu Armeni ဟာအလွန်ကြီးမားတဲ့လောက်ခလစာကိုရရှိနေတာကြောင့်လက်ရှိအချိန်မှာ Unitedရဲ့ဘန်နာရေးအစီအစဉ်နဲ့အဆင်မပြေပါဘူး။ဤစနစ်ပိုင်းအရဆိုရင်တော့ United က Chu Armeni ကိုအလွန်သဘောကျပါတယ်။သူ့ကိုထူးချွန်ပြောင်မြောက်တဲ့ကစားသမားတဦးအဖြစ်သတ်မှတ်ထားတာကြောင့်ခေါ်ယူချင်နေတာပါ။ဒါပေမဲ့ Real Madrid ဘက်ကတော့လက်ရှိအချိန်ထိ Chu Armeni ကိုအသင်းကနေထွက်ခွာခွင့်ပေးဖို့တကားဖွင့်မထားသေးဘူးဆိုတာကိုကျွန်တော်အသေးချာအတည်ပြုနိုင်ပါတယ်။အခုဆိုရင်တော့အရေးကြီးတဲ့ရှင်းလင်းချက်တွေနဲ့အပြောင်းအလဲတွေအများကြီးရှိနေပါတယ်။ဒေါ့တင်ဟန်စပါးကအကောင်းမြင်မှုတွေရှိလာတဲ့အတွက်မာတီယက်စ်ဖာနန်ဒက်စ်ရဲ့ဇလန်းကအလှည့်ပြောင်းဖြစ်လာသလိုဖာဘရီဇီယိုရိုမာနိုကလည်းချူမီနီကိုခေါ်ယူဖို့ဘာကြောင့်ခက်ခဲနေရလဲဆိုတာကိုအရှင်းလင်းဆုံးပြောပြထားပါတယ်။ဒါအပြင် Rashford ရဲ့စာချုပ်ဖြတ်သိမ်းခြင်းရှုပ်ထွေးမှုနဲ့အန်ဒရီအိုနာနာရဲ့အခြေအနေတွေကလည်းလူအများမျှော်လင့်မထားတဲ့ဘက်ကိုဦးတည်သွားခဲ့ပါတယ်။အသေးစိတ်အချက်လက်တွေကိုဓာတ်ရိုက်လေ့လာကြည့်ရအောင်ချူမီနီရဲ့အခြေအနေနဲ့ပတ်သက်ပြီးဖာဘရီဇီယိုရိုမာနိုရဲ့ရှင်းလင်းချက်ကကောလာဟလတွေကိုဖျက်တောက်ပစ်လိုက်ပြီး United ပရိသတ်တွေအတွက်ရှင်းလင်းယူသားတဲ့ပုံရိပ်ကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ United နဲ့ချူမီနီကြားကစိတ်ကူးနဲ့လက်တွေ့ကွာဟချက်ကိုရိုမာနိုကသူ့ရဲ့ channel မှာဓာတ်ရိုက်ပြောပြခဲ့ပြီးကြီးမားတဲ့အတားအဆီးနှစ်ခုရှိနေစေဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ပထမတစ်ခုကလောက်ခလစာဖြစ်ပြီး Real Madrid မှာသူရနေတဲ့လစာပမာဏဟာ United ရဲ့လက်ရှိအပြောင်းရွှေ့ဘတ်ဂျက်ခွဲဝေမှုတွေနဲ့ကိုက်ညီမှုမရှိပါဘူး။ဒါဟာ United ရဲ့စုစုပေါင်းအပြောင်းရွှေ့အသုံးစရိတ်ကြောင့်မဟုတ်ပဲအသင်းရဲ့လစာဖွဲ့စည်းပုံကန့်သက်ချက်ကြောင့်ဖြစ်ပါတယ်။ Edison နဲ့ Fernandes တို့မဟုတ်တိုနာလီအဆင့်ရှိတဲ့ခေါ်ယူမှုတွေအတွက်ငွေကြေးသုံးစွဲထားပြီးဖြစ်လို့ပါ။ဒုတိယအတားအဆီးကတော့ Real Madrid အသင်းကသူ့ကိုလက်လွတ်ဖို့ဆန္ဒမရှိတာပဲဖြစ်ပါတယ်။အခုချိန်ထိ United ရောကစားသမားရဲ့အကျိုးဆောင်တွေပါ Real Madrid စီကနေအပြောင်းရွှေ့အတွက်ဘာအရေးရောက်မှမရရှိသေးပါဘူး။ရိုမာနိုကတော့အခွင့်အရေးအနည်းငယ်ရှိနိုင်သေးကြောင်းချန်လက်ပြောဆိုခဲ့ပါတယ်။အကယ်၍ Real Madrid ဘက်ကကွင်းလည်လူအသစ်တွေထပ်မံခေါ်ယူလို့ချူမီနီဟာပိုရှန်ကစားသမားဖြစ်လာခဲ့ရင်တော့သူ့ကိုအလွန်သဘောကျတဲ့ United ကတေချာပေါက်စောင့်ကြည့်သွားမှာပါ။ဒါပေမဲ့လက်ရှိအချိန်မှာတော့ဒါဟာလက်တွေ့ထက်စိတ်ကူးရင်ဆန်တဲ့အခြေအနေသာဖြစ်ပါတယ်။ Real Madrid ဘက်ကတိတာတဲ့အပြောင်းအလဲမရှိမချင်းဒီသတင်းတွေကိုသတိထားပြီးစောင့်ကြည့်သင့်ပါတယ်။အခြားသတင်းတစ်ခုအနေနဲ့ Daily Mail မှ Chris Wheeler ရဲ့ရှင်းလင်းချက်အရ Rashford ရဲ့စာချုပ်ထဲမှာ40တန်းပေါင်တန်ဖိုးရှိတဲ့စာချုပ်ဖြတ်သိမ်းခြင်းအတိအကျရေးသားထားခြင်းမရှိပါဘူး။အဲ့ဒီ40တန်းပေါင်ဆိုတဲ့ကဏ္ဍဟာပြီးခဲ့တဲ့ရာသီက Aston Villa နဲ့အမြဲတမ်းအပြောင်းရွှေ့အတွက်ဆွေးနွေးစဉ်က United သတ်မှတ်ခဲ့တဲ့အလွတ်သဘောတန်ဖိုးဖြတ်မှုသာဖြစ်ပါတယ်။အရေးကြီးတဲ့အချက်ကအဲ့ဒီ40တန်းပေါင်တန်ဖိုးဖြတ်မှုဟာ United ရဲ့တိုက်ရိုက်ပြိုင်ဘက်တွေဖြစ်တဲ့ Liverpool နဲ့ Manchester City အသင်းတွေကလွယ်ရင်အခြားကလပ်အသင်းအလုံးအတွက်အကျုံးဝင်တာဖြစ်ပါတယ်။အကယ်၍အဲ့ဒီပြိုင်ဘက်နှစ်သင်းသာကလန့်လာရင် United ကဒီထက်မှပိုမိုတောင်းဆိုသွားမှာဖြစ်ပါတယ်။ဘာစီလိုနာအသင်းက Rashford ကို26တန်းပေါင်နဲ့ခေါ်ယူနိုင်မဲ့အခွင့်အရေးကိုအသုံးမချခဲ့ပဲအခုခါမှာတော့တော့တင်ဟန်စပါးနဲ့ဘိုင်ယန်မြူနစ်တို့ကအင်္ဂလန်လက်ရွေးစင်ကစားသမားကိုခေါ်ယူဖို့အပြည့်အဝစိတ်ဝင်စားနေကြပါတယ်။လက်ရှိကမ္ဘာဖလားပြိုင်ပွဲမှာ Rashford ရဲ့စွမ်းဆောင်ရည်တွေကသူ့ရဲ့ဈေးကွက်တန်ဖိုးကိုဆက်လက်ပုံဖော်ပေးနေပါတယ်။ BBC ရဲ့ဖော်ပြချက်အရတော့တင်ဟန်စပါအသင်းဟာမာတီယက်စ်ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ဆွေးနွေးမှုတွေတိုးတက်နေပြီးသဘောတူညီမှုရရှိဖို့အကောင်းမြင်နေပါတယ်။စပါအသင်းဟာနယူကာဆယ်ရဲ့ဆန်ဒရိုတိုနာလီကိုကမ်းလှမ်းရမှာမအောင်မြင်ခဲ့တာကြောင့်ဖာနန်ဒက်စ်စီကိုအပြည့်အဝဦးတည်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ West Ham အသင်းကဖာနန်ဒက်စ်အတွက်80တန်းပေါင်ဝန်းကျင်အလိုရှိနေပြီးဒါဟာစပါအသင်းတိုနာလီအတွက်ကမ်းလှမ်းခဲ့တဲ့ပမာဏနဲ့တူညီနေတာကြောင့်စပါဘက်ကငွေကြေးအဆင့်သင့်ရှိနေတာထင်ရှားပါတယ်နီးပြဒီဇာဘီကလည်းအီတလီကစားသမားတွေကိုသဘောကျသူဖြစ်ပါတယ်။ United နဲ့ Paris Saint-Germain တို့လည်းစိတ်ဝင်စားနေတာကြောင့်ဒါဟာ3ပွင့်ဆိုင်အပြိုင်ဆိုင်ဖြစ်လာခဲ့ပါပြီ။စပါးရဲ့အကောင်းမြင်မှုက United အတွက်စိုးရိမ်စရာဖြစ်ပြီး United အနေနဲ့အရေးတကြီးတုံ့ပြန်ဖို့လိုအပ်နေပါတယ်။ဂိုးသမားအခြေအနေမှာတော့ Asapor ရဲ့သတင်းထောက် Tunas Enrique အရ
အန်ဒရီအိုနာနာဟာအမြဲတမ်းအပြောင်းရွှေ့မဟုတ်ပဲ Trabzonspor အသင်းစီမှာနောက်ထပ်100သည့်အငှားထပ်မံကစားဖို့သဘောတူညီချက်ရရှိလူနီးပါးဖြစ်နေပါတယ်။အိုနာနာဟာစူပါလိဂ်ကလပ်ရဲ့ဘဏ္ဍာရေးတောင်းဆိုမှုအားလုံးကိုလက်ခံခဲ့တာဖြစ်ပါတယ်။သူဟာ United နဲ့စာချုပ်2နှစ်ကျန်ရှိနေသေးတာကြောင့်အငှားသက်တမ်းကုန်ဆုံးချိန်မှာလည်း United ကစားသမားအဖြစ်ဆက်ရှိနေဦးမှာပါ။နီးပြ Michael Carrick ရဲ့အစီအစဉ်မှာအိုနာနာကအနာဂတ်မရှိတော့ပဲဆန်နာလာမန်စ်ကရေရှည်ပထမဂိုးသမားအဖြစ်ရှိနေတာကြောင့်ဒါဟာ United အတွက်အိုနာနာကိုပုံမှန်ကစားခွင့်ရစေမဲ့အဆင်ပြေဆုံးဖြည့်ရှင်းချက်တစ်ခုဖြစ်ပါတယ်။ Evening Standard ရဲ့ဖော်ပြချက်အရ West Ham အသင်းဟာ United ကစိတ်ဝင်စားနေတဲ့ Crescencio စမာဘေးရဲ့နေရာမှာအစားထိုးဖို့အတွက် Leicester City အသင်းကအဘဒူဖာတာဝူကိုခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ Leicester အသင်းဟာလိဂ်1အထိတန်းဆင်းသွားခဲ့ရတာဖြစ်ပါတယ်။ဖာတာဝူဟာလက်ရှိမှာဂါနာအသင်းနဲ့အတူကမ္ဘာဖလားပြိုင်ပွဲကစားနေတာကြောင့်အပြောင်းရွှေ့ကာလကကြံ့ကြာနိုင်ပေမဲ့ West Ham ဘက်ကအစားထိုးမဲ့သူရှာဖွေနေခြင်းကစမာဘေးထွက်ခွာတော့မယ်ဆိုတဲ့အချက်ပြမှုဖြစ်လို့ United အတွက်အလားအလာကောင်းဖြစ်ပါတယ်။ထို့အပြင် United ကစားသမားတွေဟာဇူလိုင်လ9ရက်နေ့ကြာသပတေးနေ့ကစပြီးကာရင်တန်လေ့ကျင့်ရေးကွင်းစီသတင်းပို့ရမှာဖြစ်ပါတယ်။လူစီရင်မှာအကယ်ဒမီလူငယ်ကစားသမား JJ Gabriel လည်းပါဝင်လာမှာဖြစ်ပြီးနီးပြအဖွဲ့ကသူ့ရဲ့အလားအလာကိုယုံကြည်မှုပြသဖို့ပွဲထွက်ခွင့်မိနစ်အချို့ပေးသွားမှာဖြစ်ပါတယ်။တင်ဒေါ်ကာရဲ့သတင်းအရဥကာတေကိုခေါ်ယူဖို့ဂါလာတာစာရေးနဲ့ AC မီလန်အသင်းတို့အပြိုင်ဆိုင်စိတ်ဝင်စားနေကြပြီး United အနေနဲ့ဘဏ္ဍာရေးဆုံးရှုံးမှုရှောင်လွှဲဖို့အတွက်မဖြစ်မနေလိုအပ်တဲ့နှစ်ဆက်9 တန်းပေါင်အထက်ရရှိဖို့ဒီအပြိုင်ဆိုင်ခြေနေကအထောက်အကူပြုနိုင်ပါတယ်။